ကိုးတိုင်းကမြို့နယ်တချို့မှာမိုးသက်ထန်လို့တောင်ကျရေဆင်းလာတာနဲ့ချောင်းရေရှမ်းတာတွေဖြစ်နေပြီးအုတ်တွင်းမြို့နယ်ညောင်ချောက်ဆေးရုံဝင်းတွေကိုရေတွေစီးဝင်လာလို့လူနာတွေကိုအရေးပေါ်ကယ်ထုတ်ခဲ့ရပါတယ်။ဒီနေ့စက်တင်ဘာ30ရက်မနက်9:00နာရီလောက်မှာဆေးရုံတွေကိုရေတွေစီးဝင်လာတာလို့လူမှုကူညီရေးဖွဲ့ဝင်တဦးကပြောပါတယ်။ဆေးရုံအခန်းတွေထဲထိရေတွေမြုပ်လာလို့အကုံဆွဲထုတ်ခဲ့ရပြီးလူနာတွေအားလုံးကိုကယ်တင်နိုင်ခဲ့တယ်လို့လူမှုကူညီရေးဖွဲ့ဝင်ကပြောပြတာပါ။လက်ရှိမှာအုတ်တွင်းမြို့နယ်အပြင်တောင်ငူရေဒါရှည်မြို့နယ်တွေမှာလည်းမိုးကောင်းနေတယ်လို့သတင်းရရှိပါရယ်။ပဲခူးတိုင်းနဲ့ဆက်ဆက်နေတဲ့နေပြည်တော်မှာလည်းမိုးကောင်းနေပါတယ်။စက်တင်ဘာ20ရက်နောက်ပိုင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့လေဖိအားနည်းရပ်ဝန်းနဲ့တောင်တရုတ်ပင်လယ်ကအင်အားပြင်းမုန်တိုင်းရာဂါဆအရှိန်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နဲ့မကွေးတိုင်းပဲခူးတိုင်းတို့မှာရေကြီးနှင်းမြုပ်မှုတွေဖြစ်ခဲ့ပါတယ်။လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီးဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းဘူအာလွိုင်အရှိန်ကြောင့်လည်းမြန်မာနိုင်ငံမှာမိုးကြီးမဲ့သတိပေးချက်ကိုNUG ကထုတ်ပြန်ထားပါတယ်ရှင်။